ဒီကင်မရာလေးက DSLR လည်းမဟုတ်ဘူး action camera လည်းမဟုတ်ဘူးကျွန်တော် smartphone တွေမှာပါတဲ့ကင်မရာလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ကင်မရာ၃လုံးစလုံးရဲ့အားသာချက်တွေကိုဒီတစ်ခုထဲမှာပေါင်းထားတဲ့ကင်မရာလို့ပြောလို့ရတယ်ဘာကင်မရာလဲဆိုတော့ Insta ရဲ့360 Luna Ultra သူကဈေးကြီးတယ်ဗျ standard combo တော့မှာ32သိန်းခွဲဝန်းကျင်လောက်ထိရှိတယ်ဆိုတော့သူဈေးဝန်းကျင်မှာကျွန်တော်ရွေးချယ်ရအများကြီးပဲ Osmo Pocket 3ရှိမယ် Osmo Pocket 4ရှိမယ် Osmo Pocket 4P ထိတောင်ထည့်ပြီးတော့စဉ်းစားလို့ရတယ်ထားပါတော့ဆိုတော့ဒီကောင်လေးက overprice ဖြစ်နေတဲ့ကောင်လေးလားဒါမှမဟုတ်တကယ်ရွေးချယ်တဲ့ကင်မရာတစ်လုံးဖြစ်မလားကျွန်တော်ဆက်ကြည့်ရပါဦးဆိုတော့စကားမဆက်ဒီနေ့ဗီဒီယိုတော့ကျွန်တော် review နဲ့ကူညီပေးတာတော့ဖုန်းမကနေပြီးကူညီပေးတာဖြစ်ပါတယ်တကယ်လို့ဒီကင်မရာလေးကိုဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် caption မှာတက်တက်ပေးထားတဲ့ဖုန်းမရဲ့ page မှာတော့ရောက်ဝယ်အားပေးလို့ရပါတယ် link ကိုလည်းကျွန်တော်ဒီမှာစာတန်းလေးထိုးပေးထားပါတယ်အရင်ဆုံးအရင်အရေးကြီးတဲ့အပိုင်းလေးနဲ့ပဲစလိုက်အောင်အဲ့ဒါ design ပိုင်းပေါ့နော်ဆိုတော့ design ပိုင်းကစပြောမယ်ဆိုရင်မနေ့တုန်းကကျွန်တော်တို့ vlogger တိုင်းနီးပါးရဲ့လက်ထက်မှာတွေ့ခဲ့ရတဲ့ DJI Osmo Pocket 3ရဲ့ပုံစံနဲ့ကိုမှသူကနည်းနည်းလေးပိုကြီးသွားတယ်ပိုကြီးသွားတဲ့အတွက်သူကပိုကောင်းတာကြီးလည်းပါတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်ပြီးမှဆက်ပြောမယ်ပိုကြီးရဲ့ဘက်ကိုပြန်လှည့်ရမယ်ဆိုရင်ဒီလိုမျိုးပိုကြီးသွားတဲ့အတွက်ဗျာကျွန်တော်ပေါ့ပ vlogging လုပ်ချင်တဲ့သူတွေပုံမှန်တိုင်းတည်သွားပြီးဟိုနာဒီနာရိုက်ချင်တယ်ဆိုတဲ့သူတွေအတွက်ကြတော့ဒီတစ်ချက်ကနည်းနည်းထည့်စဉ်းစားရမယ်အချက်ထဲမှာပါတယ်သူကနည်းနည်းပိုကြီးသွားတဲ့အထဲကိုမှသူ့ရဲ့ case ကလည်းကြီးရယ်ဆိုတော့အဲ့နှစ်ခုကိုပေါင်းလိုက်တဲ့အခါကျတော့ကျွန်တော်တော်ဟွန်ဘောင်းမေထဲတည်သွားဖို့ဆိုရင်တော့မှပဲနည်းနည်းတိုင်ပတ်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ဒီလိုမျိုးပိုကြီးသွားတဲ့အဓိကအကြောင်းရင်းတွေထဲကပထမအချက်ကသူ့မှာ dual sensor ပါလာပါတော့ဆိုတော့ပထမ main sensor ကျွန်တော် 1 inch sensor ကိုသုံးပေးထားတယ်အဲ့အောင်မှာ tele sensor နဲ့ပေါင်းပေးလိုက်တဲ့အခါကျတော့ဒီလိုမျိုး gimbal တထားတဲ့ကင်မရာတစ်လုံးအနေနဲ့ဆိုရင် focal length တော်တော်များများရိုက်လို့အဆင်ပြေတဲ့အနေအထားကိုရောက်သွားပြီဆိုတော့ကျွန်တော် main sensor 1 inch sensor အစပြောမယ်ဆိုရင်တော့ကျွန်တော် 8K ကို30 frame per second နဲ့ရိုက်လို့ရမယ်ပြီးတော့ 4K ကို120 frame per second နဲ့ရိုက်လို့ရတဲ့အပြင်မှာကျွန်တော် 1080p နဲ့ရိုက်မယ်ဆိုလို့ရှိရင်240 frame per second ထိရိုက်လို့ရတယ်ဆိုတာကတော်တော်လေးမတ်လောက်စရာလို့ပြောလို့ရတယ်။အဲ့အောင်မှာသူ Leica နဲ့ပေါင်းပေးလိုက်တဲ့အခါကျတော့ကျွန်တော် Leica ရဲ့ filter တော်တော်များများသုံးလို့ရတဲ့အပြင်မှာအဲ့လိုမျိုး color filter တွေထည့်ပြီးရိုက်ရတာမကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်းသူက10 bit ကိုမှ Dolby Vision ကို support လုပ်ထားတယ်ဆိုတော့ဒီတစ်ချက်ကဒီကင်မရာမှာတော်တော်လေးမတ်လောက်စရာကောင်းတဲ့အချက်လို့ပြောရလိမ့်မယ်ဒီလိုမျိုး 1 inch sensor ဖြစ်သွားတဲ့အခါကျတော့ sensor size ကကြီးသွားတယ်အဲ့ sensor size ကြီးသွားတဲ့အတွက်လည်းကျွန်တော် low light performance မှာတော်တော်လေးအားရဖို့ကောင်းတဲ့အနေအထားကိုရောက်သွားတယ်ပေါ့နော်အဲ့အောင်မှာထပ်ပြီးသူကအားဖြည့်ပေးလိုက်တာ pure video ဆိုတဲ့ feature ကထပ်ပြီးတော့အားဖြည့်ပေးလိုက်တာသူကဘာလို့ပြရလဲဆိုတော့ကျွန်တော် low light လိုအနေအထားမျိုးမှာရိုက်မယ်ဆိုရင်ဒီ noise တွေကို short ချပေးမယ်ဒီ days ကိုဆွဲတင်ပေးမယ်ပေါ့နော်အဲ့ဒါပေမဲ့တစ်ခုရှိရကျွန်တော်ဒီ pure video နဲ့ရိုက်မယ်ဆိုလို့ရှိရင် 8K ထိတက်ရိုက်လို့မရဘူး 4K ကိုမှ60 frame per second နဲ့ပဲရိုက်လို့ရမယ်ဒါကတော့တော်ရုံ vlog အတွက်လုံလောက်နေပြီလို့ပြောလို့အောင်ရပါတယ်အဲ့အောင်မှာကျွန်တော် portrait လိုအနေအထားမျိုးပဲရိုက်မယ်ဆိုလို့ရှိရင်သူက 3K ကို60 frame per second နဲ့ရိုက်လို့ရမယ်နည်းနည်း crop ဖြစ်တဲ့အတွက်ကျွန်တော် resolution တော့အပြည့်မရဘူးပေါ့နော်နောက်ထပ် lens တစ်ခုကတော့ tele sensor ပေါ့နော်ကျွန်တော် focal length အနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူက 60mm 3HD optical ရိုက်လို့ရမယ်3HD optical ရိုက်လို့ရမယ်ပေါ့နော်အဲ့အောင်မှာကျွန်တော် 6HD luminous စွန်ရိုက်လို့ရမယ် 6HD ရိုက်ကြည့်ရတဲ့လောက်ကတော်တော်လေး sharpness ကအစကောင်းတာကိုတတိထားမိတယ်သူက digital zoom အဆုံးထိဆွဲမယ်ဆိုလို့ရှိရင်တွဲအိတ်12စထိရမယ်ပေါ့နော်အဲ့မဲ့12စမှာကြတော့နည်းနည်း color shift ပြေးသွားတာမျိုးလေးတွေအထူးသဖြင့်လိုလိုက်လိုမျိုးအနေအထားမျိုးမှာဆိုရင် noise မနိုင်တာမျိုးလေးတွေတော့ကျွန်တော်တတိထားမိတယ်ဆိုတော့ sensor ရဲ့အကြောင်းပြောပြီးပြီဆိုတော့သူရဲ့အဓိကအားသာချက်ဖြစ်တဲ့ game changer အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ display လေးကိုဆွဲပြီးတော့ဖြုတ်လို့ရဆွဲပြီးတော့ဖြုတ်လို့ရဆိုတော့ဒီလိုမျိုးဖြုတ်လို့ရပါဘောနော်ဆိုတော့ဒီလိုမျိုးဖြုတ်လို့ရတဲ့အပြင်မှာသူက mic ကိုပါဒီမှာတွဲပေးထားတယ်ဆိုတော့တယောက်တည်း vlog ရိုက်ရတဲ့သူတွေပြကျွန်တော်ပြီးခဲ့လာခီးသွားတော့ဒါဒီကင်မရာရနေပြီဆိုရင်တော်တော်လေးအဆင်ပြေမှာပေါ့နော်တယောက်တည်းခီးသွားတဲ့သူတွေအတွက်ဆိုရင်ဒီကင်မရာလေးကိုကြိုက်တဲ့နေရာမှာထောင်းကိုကဒီနေရာမှာ monitor လည်းကြည့်လို့ရမယ်အတန်လည်းဒီမှာဖမ်းလို့ရမယ်ဆိုတဲ့အချက်ကတော်တော်အားသာတဲ့အချက်လို့ပြောလို့ရရဲ့တော့ဒါကတကယ်တမ်းပြောရင်ဘာမှသာမဟုတ်တာကျွန်တော်ဗီဒီယိုထဲမှာဒီလိုပြောနေလို့ဒါဘာမှမဟုတ်တာတကယ်တယောက်တည်းခီးသွားရဲဆိုတဲ့သူတွေအတွက်ဆိုရင်တော့တကယ်လိုအပ်တဲ့အချက်လို့ပြောလို့ရတယ်အဲ့တော့ feature တွေပဲဆက်သွားလိုက်အောင် photo video ခုနကကျွန်တော်ပြောတဲ့ pure video slow mo time shift ပန်နိုလိုမျိုးကင်မရာတစ်လုံးမှာပါမယ် feature တွေအကုန်ပါလာတယ်နောက် main ကလေးအတွက်ဘာညာဆိုရင်လည်း beauty မှုဘာညာအပြင်ပါလာပြီးသားပေါ့နော်နောက်ထပ်သူ့မှာမထင်ထားဘဲနဲ့ကျွန်တော်သဘောကျတာ tracking လိုမျိုး features မှာသူက9 point composition လေးပါထည့်ပေးတာဆိုလိုချင်တာကျွန်တော် raw သက်ဘာညာရိုက်ချင်တယ်ဆိုရင်လည်းဒီမှာအကွက်လေး9ကွက်ရှိတယ်အဲ့ထဲမှာကိုယ့်ရဲ့ subject ကိုထားချင်တဲ့နေရာမှာရွေးပြီးထားလိုက်အောင်ပဲဆိုတော့သူက tracking လိုက်တဲ့အခါမှာ subject ကိုအဲ့နေရာမှာပဲထားပေးထားမှာပေါ့နော်ဒါကတော်တော်မိုက်တယ်လို့ပြောလို့ရတယ်တခုတော့ရှိရပေါ့နော်သူက tracking လိုက်တာကမှန်တယ်ဆိုပေမဲ့တိကျတယ်ဆိုပေမဲ့အရန်တော့မမြန်ဘူးပေါ့နော်ဆိုတော့ပြေးနေရဘာညာဆိုရင်တော့အဲ့လို tracking တွေမှာတော့သူကလိုက်တဲ့ tracking လိုက်တဲ့ဟာနည်းလေးနောက်ကျတာကိုတတိထားမိတယ်တကယ်လို့ tracking ဘာညာမသုံးချင်ဘူးဆိုရင်လည်းသူ့ရဲ့ gimbal stabilization ကတော့တော်တော်ငြိမ်ပါတယ်ဒါကတော့ပြောနေစရာမလိုတော့ဘူးလို့ထင်တယ်ဆိုတော့ကျွန်တော်သိတဲ့သဘောမကျတဲ့အပိုင်းလေးတွေပြောဖို့အချိန်ရောက်လာပြီပထမတစ်ခုကသူ့ရဲ့ joystick ကိုသုံးမယ်ဆိုလို့ရှိရင် gimbal ရွှေ့တာကနည်းနည်းမြန်တယ်ပေါ့နော်ဆိုတော့ digital channel လို့ပြောရမလားကျွန်တော်တောက်လျှောက်ရိုက်ဖြစ်တဲ့အခါမျိုးတွေမှာဒီ joystick လေးကိုမသုံးမိအောင်သတိထားမိရပေါ့နော်သတိထားပြီးတော့သုံးလိုက်ရရိုက်လိုက်ရတယ်ပေါ့နော်နောက်တစ်ချက်က weather seal မပါဘူး weather seal မပါတာဒီတိုင်းပုံမှန်ရိုက်မယ်ဆိုရင်တော့တိတ်တော့ပြဿနာမရှိဘူးဒါပေမဲ့ဒီ attach လုပ်ထားတဲ့ display လေးကိုဖြုတ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာဒီ set တဲ့နေရာမှာကျွန်တော်ဟာလာဟင်းလင်းဖြစ်နေမှာဆိုတော့တကယ်လို့ကမိုးရေထဲပါညာရိုက်မယ်ဆိုလို့ရှိရင်အဲ့ဟာတော်တော်လေးကို short ရှိရပေါ့နော်သတိထားမိဖို့လိုလိမ့်မယ်
နောက်တစ်ချက်ကျွန်တော် display ကိုဖြုတ်သုံးတဲ့အခါမျိုးမှာဒီ gimbal နဲ့ display နဲ့က wireless connect ဖြစ်သွားတာ wireless connect ဖြစ်သွားတဲ့အခါမှာအရင်မဝေးတဲ့အနေအထားမျိုးတွေမှာပဲကျွန်တော် monitor ပြန်လုပ်တဲ့အခါမှာတော်တော်လေးဝါနေတာထစ်နေတာလေးသတိထားမိရပေါ့နော်ဒါကတော့သူ software update နဲ့ဘာညာပြင်ပေးမလားတော့မပြောတတ်ဘူးဒါပေမဲ့ပြဿနာတော့သိမရှိဘူးကျွန်တော် recording လုပ်တဲ့နေရာမှာတော့ပြဿနာမရှိဘူးဒါပေမဲ့ monitor ပြန်လုပ်တဲ့နေရာမှာပဲတိတ်ကြည့်ရအဆင်မပြေတာတော့ပဲရှိတာနောက်တစ်ချက်ကတော့ပူတာပေါ့နော်ပူတယ်ဆိုတော့ကျွန်တော် Osmo Pocket 3 Pocket 4ဒီကောင်လေး3ခုဆန်တယ်ပေါ့နော် Pocket 1တော့ကလည်းကျွန်တော်ဝယ်လိုက်သေးတယ် Pocket 2လောက်ပဲကျွန်တော်မဝယ်ဖြစ်ခဲ့တာအဲ့ဒီ3ခဲ့တဲ့ကင်မရာတွေတောက်လျှောက်အားလုံးဒီပါတော့နည်းနည်းလေးအချိန်မိနစ်20လောက်ရိုက်လိုက်ပြီဆိုတာနဲ့ပူတာကတော့တဘာဝပဲပေါ့နော်ဆိုတော့ဒီကောင်လေးမှာလည်းအဲ့ပူတဲ့ဟာကပြဿနာတစ်ခုတော့ရှိတယ်ဒါတော့မှကျွန်တော် 4K 60 frame per second နဲ့ပဲရိုက်တာပေါ့နော်တကယ်လို့ 8K နဲ့ရိုက်မယ်ဆိုလို့ရှိရင်ဒီထက်ပိုပူကောင်းပူလိမ့်မယ်လို့ထင်တယ်နောက်ဆုံးတစ်ချက်ကကျွန်တော် 8K နဲ့ video recording လုပ်တဲ့အချိန်မျိုးတွေမှာတော့ sensor ပြောင်းလို့မရဘူးပေါ့နော်ဒါကလည်းတဘာဝကျပါတယ်sensor နှစ်ခုလုံးက performance မတူသလို aperture လည်းမတူဘူးဆိုတော့ကျွန်တော် 4K 60 frame per second နဲ့ရိုက်လိုက်တဲ့အခါမျိုးမှာတော့မှပဲ main sensor နေပြီးတော့ဒီ tele sensor ကိုပြောင်းလိုက်တဲ့အခါမျိုးမှာ color shift ဖြစ်တာလေးသတိထားမိရပေါ့နော်ဆိုတော့ကျွန်တော်သိအားမရတဲ့အပိုင်းလေးတွေကတော့ဒီလောက်ပါပဲဆိုတော့သူ့ရဲ့ mic အသံထွက် quality ဘယ်လိုနေလဲသိအောင်လို့ကျွန်တော်ဒီမှာတစ်ခါတည်းစမ်းပြပေးလိုက်မယ်ဒီမှာနှစ်ချက်တွေဒီမှာ cable adapter ရရှိမယ်adapter ဘာမှဆော့ကရှိမှာပေါ့နော်ဆိုတော့ဒီသူတို့ခင်းချင်းပြတာထားတဲ့ကောင်တာ6ခုလုံးမှာပစီးတော်တော်အမျိုးအစားစုံစုံလင်းလင်းပြတာကိုတွေ့ရပါတယ် Okay ဆိုတော့ camera quality ဘာတွေကတော့ကျွန်တော်အများကြီးပြောကြမရှိတော့ဘူးနောက်တစ်ချက်က battery ကတော့4နိုင်တကယ်အားခံတယ်ဒါလေးကတော့မစိုးလို့ပြောလို့ရတယ် Okay အဲ့တော့ကျွန်တော်ဒီ Insta 360 Luna Ultra လေးရဲ့အကြောင်းကတော့ဒီလောက်ပဲပေါ့နော်ဆိုတော့သူနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ရှင်းတယ်ဈေးကြီးတယ်ဆိုတာကသူက base storage က 47GB ပဲပါလာမှာဆိုတော့တကယ်လို့ 47GB ကတကယ်ရိုက်မယ်ဆိုလို့ရှိရင်ဘာမှအများကြီးဆက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တခြားပေါက် SD ကတော့ထပ်ဝယ်ရအောင်ပါပဲအဲ့အပြင်မှာတခြားသူ့ရဲ့ accessories တွေကလည်းအများကြီးထွက်ထားတယ်ဆိုတော့အဲ့ဒါတွေကလည်းဝယ်ခြင်းစရာကောင်းနေသေးတယ်ဆိုတော့ကိုက DJI ရဲ့ Osmo Pocket 4 combo ဝယ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် 4P combo ဝယ်လိုက်တာပဲဖြစ်ဖြစ်အဲ့ဒါလေးနဲ့တစ်ချက်ပြန်ရှင်ပြီးတော့ကိုယ့်ကိုပဲချင်းချင်းလို့ပဲပြောရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ